မချိုကအခု KLCC ကနေ Central Market ကို LRTC ပြီးတော့သွားမှာပါ Central Market နဲ့အနီးဆုံးဘူတာကပါစာစီမီဆိုတော့အနီအောင်လိုင်းကနေတစ်စင်နဲ့ရောက်ပါတယ်လက်မှတ်ဝယ်တဲ့အခါကိုစင်းမဲ့ဘူတာအတိအကျကိုပြောပြီးတော့လက်မှတ်ဝယ်ရပါတယ်ဘူတာကျော်သွားတာပဲဖြစ်လူပြီးတော့ဆင်းတာပဲဖြစ်ဆိုရင်အထွက်စကန်ဖတ်တဲ့အခါမှာမချိုတို့error ဖြစ်မှာပါယထာကလည်းအမြဲ10မိနစ်ချာကိုတစည်းရှိတာဆိုတော့အကြာကြီးစောင့်စရာမလိုပါဘူးရထားနဲ့သွားတာ traffic jam မရှိတော့မချိုပါစာစီမီကိုခဏလေးအတွင်းမှာပဲရောက်သွားပါတယ်ဘူတာကနေ9မိနစ်လောက်လမ်းလျှောက်လိုက်တာနဲ့မချိုတို့သွားခြင်းနဲ့ Central Market ကိုရောက်ပါပြီ1888ခုနှစ်ကလေးကတိစောက်ခဲ့တဲ့ဒီဈေးကြီးကကွာလာလမ်ပူရဲ့မြို့လယ်ကောင်မှာတည်ရှိပြီးတော့တိုးရစ်တွေကိုအဓိကဆွဲဆောင်နိုင်တဲ့နေရာများတဲ့ကတစ်ခုအပါဝင်ဖြစ်ပါတယ်ဈေးထဲမှာတော့မလေးရှားနိုင်ငံရဲ့ရှီဟောင်းပစ္စည်းတွေသူတို့နိုင်ငံရဲ့ထွက်ကုန်တွေနဲ့လက်မှုပစ္စည်းလေးတွေကိုအဓိကထားပြီးတော့ရောင်းချပါတယ်ဈေးထဲကဆိုင်ကန်းလေးတွေရဲ့အပြင်စင်ကလည်းတစ်ခိုင်နဲ့ဆိုင်ကလုံးချင်းအိမ်လေးတွေပုံစံမျိုးလုပ်ထားတာဆိုတော့အရန်ဟိုမှာချစ်ဖို့ကောင်းပါတယ်ကွာလာလမ်ပူကိုလာလည်ပြီးတော့အိမ်အတွက်လက်ဆောင်ပစ္စည်းဝယ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီဈေးလေးကိုမဖြစ်မနေလာဖို့ recommend ပေးပါတယ်ဒီဈေးမှာရောင်းတဲ့လက်မှုပစ္စည်းလေးတွေမှာဆိုလို့ရှိရင်မလေးတရုတ်အိန္ဒိယဒီသုံးနိုင်ငံပေါင်းရဲ့အမှုပညာလက်ရာအစုံအလင်ကိုတွေ့မြင်ရမှာဖြစ်ပါတယ်မလေးရှားနိုင်ငံရဲ့ဒေသအလိုက်အရွေးအဝတ်စုံတွေလည်းရှိပါတယ်မလေးရှားပါတိတ်ကိုအဓိကထားပြီးချုပ်လုပ်ထားတဲ့လူသုံးကုန်ပစ္စည်းအစုံအလင်ကိုလည်းဒီဈေးမှာလက်လီလက်ကဝယ်ယူရရှိနိုင်ပါသေးတယ်ဈေးရုံကြီးထဲမှာတင်ဖူကောင်း2နေရာ3နေရာရှိတဲ့အပြင်မလေးရှားတရုတ်အိန္ဒိယအစားအစာတွေအစုံအလင်ကိုလည်းရရှိနိုင်ပါသေးတယ်မချို့လည်းမလေးရှားရောက်တုံးလေးမို့မလေးရှားအစားအစာလေးဖူကောင်းမှာစားခဲ့ပါသေးတယ်အေရှန်ဖူပဲဆိုတော့ကိုယ့်အတွက်ရတာအစိမ့်သက်တော့ဖြစ်မနေပါဘူးစားတော့ပြီးပြီဆိုရင်တော့ Central Market နဲ့ကက်ရက်မှာပဲရှိတဲ့ကာဆူရီဝေါ့ကိုတစ်ဆက်တည်းလဲပတ်ခဲ့ဖို့အကြံပေးချင်ပါတယ်ဒီလမ်းထဲမှာတော့ fresh juice တွေလက်ဆောင်ပေးဖို့အတွက်ပစ္စည်းလှလှလေးတွေအများကြီးရောင်းချနေတာတွေ့ခဲ့ရပါတယ်ကဲဒါဆိုရင်တော့မချိုဘလော့ကနေပြီး Central Market ကိုဘယ်လိုသွားရလဲ Central Market မှာဘာတွေရှိရဲဆိုတာသိပြီလို့မျှော်လင့်ပါတယ်နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်တွေ့မယ်နော် bye bye